ယောက်ျားရဲ့နေရလဲဘူးလမ်းလျှောက်ရလဲညောင်းနေဒီမှာသမီးလေးကလည်းအိတ်သွားပြီကားလေးပါလေငှားပါယောက်ျားရဲ့ကားငှားချင်နေငှားလို့မရဘူးလေမိမရဲ့ရွာကဘာမှလိုက်နော်ရန်ကုန်မှာတဲ့ကားငှားကြီးတာပဲဖြစ်ဖြစ်တဲ့ဈေးဝယ်တာဖြစ်ဖြစ်စစ်နိုင်မှာတော်ကကြတာတဲ့နော်ပုံပုံတပုံလောက်ကိုစစ်ရတယ်တဲ့နော်အဲ့လိုလို့ဝင်းဒီရေးမှာခဏဆောင်မပြီးရောတော့ငှားလိုက်အောင်မယ်နော်အဲ့ဒါကြီးငါယူသွားမလားယူသွားပြောသိကြမလားသိချာမကြမ်းမပြန်လာကြမယ်ယောက်ျားဈေးကိုသိချာဆက်ခဲ့အောင်နော်လူပင်ပြည်တွေပါပြီမင်းကလေဒါတက်စီနေမယ်ဒီစည်းပဲတွေ့အဲ့လိုပေးရလားတင်းမအောင်ကားအားတယ်ပြောအဲ့လိုဘာလို့ပါလဲခဏကားတယ်ဆိုအခုဘယ်သွားမှာလဲဘာမှလည်းမပြောပဲကားပေါ်တန်းတယ်အဲ့လိုရေပြောမှတက်ရလားဟုတ်ပြီပါလေကျလေရမလားခင်ဗျာလေဟိုလေဟောဗျာဟိုလေကားဝင်းပြဟိုတောင်ကပယံကိုတွားကြည့်အဲ့ကားဝင်းခင်ဗျာရန်ကုန်သားမလားရန်ကုန်သားလေရန်ကုန်သားကိုသိရမယ်လေခင်ဗျာလေကားဝင်းဖေးอ่ะခင်ဗျာလေဗျာဟိုဗျာဟိုဗာလေ shopping ကိုစထားတဲ့နေရာလေကားဝင်းဖေးอ่ะ shopping နေရန်ကုန်သားလည်းပြောတယ်ဒါလေးတော့မသိဘူးဟာ shopping center လားကားဝင်းဖေးshopping center ဟုတ်တယ်ရှားလိုက်ရလို့ဟဲ့သိရစကားမပြီးလို့အဲ့ဒီအဲ့တောင်ကပယံတော့မှာတောင်ကပယံအခုလွဲတော့လွဲနေပြီဘလို့တောင်ကပယံဗာလေအဲ့နာမှာကဘာလုံးစီဝင်းရှိတယ်လို့ပြောတယ်ဗျာအဲ့လေတောင်ကပယံလေဗျာတောင်ကပယံ shopping center ဆိုအခုတောင်ကပယံတော့မဟုတ်ဘူးတာမင်နယ်အန်လားဘာတာမင်နယ်အန်တာမင်နယ်အန်အဲ့လားဒီလေရှားလိုက်ရလို့တက်လူလေပါခင်ဗျာလေအဲ့ဒါကျုပ်ဘလောက်ပြနေနေခါကျုပ်တော်ရတယ်တော့ရန်ကုန်သားအမကျုပ်ဂျင်းနေအောင်ကြတယ်ဟဲ့ပါဘူးဟိုကတယောက်ထဲသွားမှာလားအမကျုပ်ရဲ့ကျုပ်မင်းမရဲ့ကျုပ်ကလေးဟုတ်3ယောက်ဟုတ်ဗျာရတယ်လေကို8000တော့ပေးလိုက်ဟာခင်ဗျာဗျာဒီနေ့ကျုပ်သွားနေကြလေနားလေဘယ်လိုသွားနေတာဟို8000နော်ဘာချောင်းထားလိုက်6000ပြပြကျွန်တော်လည်းဈေးဥပေါ့ပေးလိုက်တွန်းကြခင်ဗျာဒီနေ့နေစားကြည့်ရအောင်ခါလေကျုပ်တော်တော့မဟုတ်ဘူးကျုပ်ရဲ့ကျုပ်ကလေးတော့ခလိုက်မယ်ဟုတ်ပြီနော်ဟဲ့ကဲကိုတာကန်ငါဘယ်လိုခိုင်းလဲချစ်စနိုးတဲ့ခေါ်လိုက်တာငါနော်ရှေ့မှာခင်ဗျားပြောတဲ့တောင်ကပယံရောက်ပြီဟဲ့တာမင်းနဲ့အမဗျာခင်ဗျာခေါ်လည်းမခေါ်တယ်ဘူးခင်ဗျာလေတာမင်းနဲ့ရှေ့မှာရောက်ပြီ point နည်းနည်းပိတ်နေတယ်နည်းနည်းတော့ကြာလိမ့်မယ်နော်ကြားရတယ်နော်ကျုပ်လည်းကြောက်ပါနော်တော်တော်တော့လည်းရောက်သွားလို့ရရှင်းဝင်လို့ကားကြီးသိပါတယ်ဗျာခင်ဗျာလေသူ့ပတ်စံမပေးပါကြမဲကျုပ်ရောက်လာစရတာ6000နဲ့လေ6000ဟုတ်မဲမဟိုတို့က300အောင်ဆိုတော့63ဆက်ရှိဆိုတော့ဟုတ်တယ်ပါဗျာရ18000ဗျာအဲ့မတူလားမလေးသူကမဟုတ်8000တောင်းတာဗျာငါတယောက်8000ပေးတော့2400ပေးရမှာယောက်ျားစစ်တာတော်လို့ယူရကောင်းတယ်ဖုန်းလာကြည့်ခင်ဗျာsorry ဟောဗျာ